မင်္ဂလာပါ Zblog ကနေပြန်လဲကြိုဆိုပါလေထဲမှာ19နာရီကြာမနာတမ်းပြန်တန်းနိုင်ဖို့အတွက်လေချောင်းလိုင်းတစ်ခုကလေရင်ပေါ်ကခုံတွေကိုဘာကြောင့်အကုန်ဖြုတ်ပစ်ခဲ့ရပါသလဲအဲ့ဒီအကြောင်းရင်းကိုကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်စာရွက်ပေါ်မှာတွက်ကြည့်ရင်ဒီလေချောင်းခီးစဉ်ဟာမဖြစ်နိုင်တဲ့ခီးစဉ်တစ်ခုပဲစင်ကာပူကနေနယူးယောက်ကို19နာရီကြာမနာတမ်းပြန်တန်းနေရတာဒါပေမဲ့ Singapore Airlines ကဒီခရီးစဉ်ကိုနေတိုင်းပြန်တန်းနေပါတယ်ဒါပေမဲ့ထူးခြားချက်တစ်ခုရှိတယ်ဒီခရီးစဉ်ဖြစ်မြောက်ဖို့အတွက်လေယာဉ်ပေါ်ကရိုးရိုး economy ခုံအားလုံးကိုလုံးဝဖြုတ်ပစ်ခဲ့ရပြီးတခုံးမှထည့်မထားပါဘူး။ဘာကြောင့်လဲဆိုတော့လေယာဉ်တစ်စင်းပိုဝေးပြန်နိုင်ဖို့လောက်စားစီပိုလိုအပ်တယ်။ဒါပေမဲ့လောက်စားစီကိုယ်တိုင်ကလည်းအင်မတန်အလေးချိန်များတယ်။ဝေးလံတဲ့ခရီးစဉ်တွေမှာလောက်စားစီတင်တန်ချိန်100ကျော်တိတ်ဆောင်ရတယ်။စီပိုထက်လေအဲ့ဒီစီရဲ့အလေးချိန်ကိုတည်ဖို့အတွက်ထပ်ဆောင်းစီတွေပိုလိုအပ်လေပဲ။အင်ဂျင်နီယာတွေကဒါကို fuel weight paradox လို့ခေါ်ပါတယ်။ဒါကြောင့် economy ခုံနှန်းတစ်ခုလုံးကိုဖြုတ်ပစ်တာဟာရွေးချယ်စရာမဟုတ်ပဲတစ်ခုတည်းတော့တွက်ချက်မှုဆိုင်ရာနည်းလမ်းဖြစ်ခဲ့တယ်။ဒါကြောင့်ပဲကမ္ဘာပေါ်မှာဒီလိုလေယာဉ်မျိုး9စီးတင်းတာရှိပြီးအားလုံးကို Singapore Airlines ကပိုင်ဆိုင်ထားတယ်။ဒါကတော့ Airbus A350-900 Ultra Long Range ဖြစ်တယ်။စီတိုင်ကြီးအသစ်ထပ်မတက်ပဲမူလစီစနစ်ကိုပြုပြင်ပြီးစီ19%ပိုဆန်းအောင်ဖန်တီးထားတာပါနယူးယောက်ခီးစဉ်မှာလေယာဉ်ရဲ့အမြင့်ဆုံးပြန်တန်းနိုင်စမ်း85%ခန့်ကိုအသုံးပြုရပါတယ်ခီးတဲ့တင်ဆောင်မှုမှာလည်းတာမန်လေယာဉ်ထက်3ပုံတစ်ပုံကျော်ယုံနေသွားပြီး business class 69ခုနဲ့ premium economy 94ခုသာပါဝင်တယ်ဒါဟာပထမဆုံးကြိုးပမ်းမှုတော့မဟုတ်ပါဘူး2004ကနေ2013အထိအင်ဂျင်၄လုံးတက် A 340-900နဲ့ပြန်တန်းခဲ့ပေမဲ့စီဈေးတက်လာတဲ့အခါမှာမကိုက်လို့9နှစ်ကြာရနာခဲ့တယ်2018မှာ ULR လေယာဉ်တွေရောက်လာမှသာဒီခီးစဉ်ကိုပြန်လည်စတင်နိုင်ခဲ့တာပါလက်ရှိမှာလည်း2022ခုနှစ်ကတည်းကရုရှားပိုင်နက်ပိတ်ထားတာကြောင့်လေယာဉ်တွေဟာအတူဆုံးမြင်းဖြောက်တိုင်းမပြန်တန်းနိုင်ပဲလေအထောက်ကူရတဲ့လမ်းကြောင်းတွေအတိုင်းကဘာကိုပတ်ပြီးပြန်တန်းနေရပါတယ်လေယာဉ်ပိုင်းဆိုင်ရာပြဿနာကိုဖြေရှင်းရတာထက်လူခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကိုဖြေရှင်းရတာပိုမိုခက်ခဲပါတယ်။တနေ့တာနီးပါးလေထဲမှာငြိမ်ငြိမ်ထိုင်နေတဲ့အခါမှာအဆိုဓာတ်နည်းလို့ရေဓာတ်ခန်းချောက်တာအောက်ဆီဂျင်ပမာဏအနည်းငယ်ကျဆင်းတာနဲ့ထိုင်းစုံ12ခုလောက်ဖြတ်တန်းရလို့ခန္ဓာကိုယ်ရဲ့ဇီဝနိုင်တွေကမောက်ကမဖြစ်တာကိုလည်းကျွန်တော်တို့ကြုံရပါတယ်။ဒီကြောင်းလိုင်းတွေကဒါကိုအင်ဂျင်နီယာနီးကျဖြည့်ရှင်းလာပါတယ်အတွင်းမီရောက်မဲ့နိုင်ငံရဲ့အချိန်နဲ့အညီချိန်ပေးထားတယ်အနက်နဲ့အရသာခံစားမှု30%ကြာဆင်းတာကိုအငံဓာတ်များတဲ့အစားအစာတွေအစားရေဓာတ်ထိမ့်ပေးတဲ့ကျန်းမာရေးမီနူးတွေနဲ့အားလုံးအစားထိုးခဲ့ပါတယ်လေရင်အမှုထမ်းတွေအတွက်လည်းမျက်နှာကျက်အပေါ်ပိုင်းမှာလျှို့ဝှက်နားနေခန်းထည့်သွင်းထားပေးတယ်သူတင်နာရ19နာရီကျော်ပြန်တန်းချိန်မှာလေရင်မှုတွေရဲ့နိုးချမှုဟာတဖြည်းဖြည်းကျဆင်းတာမဟုတ်ပဲအစားတောက်စားချိန်နဲ့အလုပ်ချိန်ပေါ်မူတည်ပြီးအသက်အကျလိုင်းတွေအဖြစ်ပေါ်နေရကိုကျွန်တော်တို့တွေ့ရှိခဲ့ပါတယ်။ဒီလောက်ကုန်ကျစရိတ်များတာကိုဘာကြောင့်လုပ်နေရလဲ။အကြောင်းကတော့စီးပွားရေးလုပ်ငန်းရှင်တွေဟာလေရင်1000နားတာကိုရှောင်ရှားဖို့နဲ့ပတ်စံပို့ပေးဖို့အမြဲအသင့်ရှိကြလို့ပဲ1000နားတာကိုဖျက်လိုက်ရုံနဲ့တစ်နေ့နီးပါးအချိန်ကိုတက်တာစေပါတယ်။ဒါပေမဲ့ကုန်စည်ပို့ဆောင်ရေးကာဂိုမှာတော့ဒီလိုမဟုတ်ဘူး။ဥပမာ UPS ရဲ့ Boeing 747ကုန်တင်လေယာဉ်ဟာဝန်အပြည့်တင်ထားရင်ပြန်တန်းနိုင်တဲ့အကွာအဝေးထက်ဝက်နီးပါးကျဆင်းသွားပါတယ်။ဒါကြောင့်သူတို့ဟာအလက်စကာမှာခီး1000နားပြီးစီဖြည့်ကြပါတယ်။ကုန်ပစ္စည်းတွေကအချိန်ကြာတာကိုစိတ်ဝင်စားပေမဲ့စီးပွားရေးခီးတဲ့တွေကတော့အချိန်ကိုအလေးထားတာကြောင့်ဖြစ်ပါတယ်။လောလောဆယ်မှာ19နိုင်ဟာခီးတဲ့တွေလေယာဉ်တွေမနာတမ်းပြန်တန်းနိုင်တဲ့အမြင့်ဆုံးကန့်သက်ချက်နီးပါးဖြစ်နေပါတယ်။စီဈေးအတက်ကြနဲ့ပထဝီနိုင်ငံရေးတွေကလည်းဒီခီးစဉ်တွေအပေါ်အများကြီးတက်ရောက်မှုရှိပါတယ်။ဒါပေမဲ့ Qantas လေကြောင်းလိုင်းကတော့ဒီစံချိန်ကိုကြော်ဖြတ်ဖို့ပြင်ဆင်နေပါပြီ။စစ်ဒနီကနေလန်ဒန်နဲ့နယူးယောက်ကို22နာရီကြာမနာတမ်းပြန်တန်းမဲ့ Project Sunrise အတွက်အထူးပြုပြင်ထားတဲ့ A350 လေယာဉ်12စင်းကိုမှာယူထားပြီး2029ခုနှစ်မှာစတင်ပြန်တန်းဖို့မျှော်လင့်ထားပါတယ်။ Fuel weight paradox ကြောင့်မဖြစ်နိုင်တော့ဘူးလို့ထင်ရတိုင်းဤပညာရှင်တွေကကန့်သက်ချက်တွေကိုအမြဲတိုးချဲ့ပြခဲ့ပါတယ်။19နိုင်ဆိုတာကလည်းမဖြစ်နိုင်ဘူးလို့ထင်ခဲ့ပေမဲ့အခုတော့လက်တွေ့ဖြစ်နေပါပြီ။ဟုတ်ကဲ့ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်ကျွန်တော် page လေးကို like and follow လေးလုပ်ခဲ့ပေးပါအောင်။ဟုတ်ကဲ့ကျွန်တော်က Zblog ရဲ့ဟိန်းထက်အောင်ပါခင်ဗျာ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။